ပူဂျာနဲ့ယပီတို့ဟာအခုမှလက်ထပ်ပြီးခါစားဖြစ်တာကြောင့်ပူဂျာတယောက်စိတ်ထဲမှာအယမ်းပျော်နေခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ပူဂျာရဲ့ချစ်သူဟောင်းကာကန်ဟာမင်္ဂလာပွဲကိုရောက်ချလာပြီးလူတွေအများကြီးရှေ့မှာပူဂျာရဲ့မင်္ဂလာလက်ဖွဲ့လက်ဆွဲကြိုးကိုဆွဲယူလိုက်ပါတယ်တကယ်တော့ပူဂျာဟာအရင်ကကာကန်ကိုအယမ်းချစ်ခဲ့တယ်လို့ကာကန်ကလည်းပူဂျာကိုအသက်နဲ့လည်းချစ်ခဲ့ပါတယ်သူတို့နှစ်ဦးဟာပျော်ရွှင်တဲ့ဘဝကိုအတူတူဖြတ်သန်းခဲ့ကြပါတယ်ဒါပေမဲ့ရုတ်တရက်ပူဂျာဟာကာကန်ကိုထားခဲ့ပြီးတခြားတစ်ယောက်နဲ့လက်ထပ်လိုက်ပါတယ်ဒီနေ့မှာတော့ကာကန်ဟာပူဂျာကိုမေ့ပစ်ပြီးဘာကြောင့်တခြားသူနဲ့လက်ထပ်ခဲ့တာလဲဆိုတာကိုမေးဖို့ပဲရောက်လာခဲ့တာပါဒါပေမဲ့မတော်တဆပူဂျာရဲ့မင်္ဂလာလက်ဖွဲ့လက်ဆွဲကြိုးကိုဆွဲယူမိလိုက်ပါတယ်ဒါကိုမြင်တော့ပူဂျာရဲ့ခင်မွန်းရပြီးကကာကန်ကိုအားရပါးရထိုးပစ်လိုက်ပါတယ်အဲ့ဒီနောက်ကာကန်ကလူတိုင်းကိုတောင်းပန်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လူအားလုံးကဝိုင်းဖမ်းပြီးရဲလက်ထဲကိုအပ်လိုက်ကြပါတယ်မကြခင်မှာပဲကာကန်ရဲ့သူငယ်ချင်းကိုရဲဟာရဲစခန်းကိုရောက်လာပြီးကာကန်ကိုရွေးထုတ်ကအိမ်ကိုခေါ်သွားပါတယ်အိမ်ရောက်တော့ကိုရဲရဲ့ဖခင်ကကာကန်ကိုရှက်အင်ဂျီဝတ်ဖို့ပေးပြီးဆေးရိပ်အတွက်ချက်လက်မှတ်ကြီးတစ်ခုပေးကအပျော်ပါးတွေရှော့ချဖို့ပြောပါတယ်ဒါပေမဲ့ကာကန်ဟာလူပြင်းတစ်ယောက်ဖြစ်တာကြောင့်ချက်လက်မှတ်ကိုရဲရဲ့ဖခင်ထံပြန်ပေးပြီးထွက်သွားပါတယ်ရန်နှဲငယ်ကြပြီးနောက်ကာကန်ဟာယထာနဲ့ခီးသွားနေတော့ကိုရဲဟာလူများရှေ့မှာသူ့ကိုလက်ထပ်ခွင့်တောင်းဆိုလိုက်ပါတယ်ကာကန်ကပထမတော့အံ့အားသင့်သွားခဲ့ပေမဲ့ကိုရဲကိုပျော်ရွှင်စေချင်တာကြောင့်သူ့ရဲ့အဆိုပြုချက်ကိုဟန်ဆောင်ပြီးလက်ခံလိုက်ပါတယ်ဒါပေမဲ့ညဘက်အိမ်ပြန်လမ်းမှာတော့ကာကန်ကကိုရဲကိုသူ့အပေါ်ဘာချစ်ချင်းမေတ္တာမှမရှိကြောင်းရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်ဒီစကားကြောင့်ကိုရဲတယောက်အယမ်းဝမ်းနည်းသွားခဲ့ပါတယ်